လေးညီလေးထားတော့လေညီလေး အဖွာဘာပြောစရာရှိလို့လဲအစောကြီးပဲ ငါမြီးကိုဒါဝင်တစ်ခုပေးမလို့ကွဒီတစ်ခါ LGBT တရေတကောင်ကိုအကျွတ်လွတ်ပုံကိုမြင့်ပုတ်ပေးရမယ်ငါမြည်ရဲ့သူကအမတန်ခေါင်းမာတဲ့သူကွ ဗျာ LGBT တဲ့ ဟုတ်တယ်ငါမြည်ရဲ့သူကတနာစရာကောင်းတဲ့ LGBT တရေတကောင်ပါသူ့အတွက်တကားပွင့်တာတော့သူကဖြောက်ဖြောက်တက်တက်မသွားနိုင်ဘူးကွအစွဲပေါ်မြည်ရဲ့အဲ့ဒီအစွဲကိုငါမြည်ဖြုတ်ပေးရမယ်ကွတော့ကြတကားပိတ်သွားရင်သူ့အတွက်တရေစိုးတကောင်ဖြစ်သွားလိမ့်မယ်ငါမြည်ရဲ့ ဟုတ်ကဲ့ဖွာကျွန်တော်ခိုးပဲသွားလိုက်ပါ အေးငါမြည်ရဲ့တာဒုပါကိုမွေးပြီးစားတယ်လို့ပဲပြောကျမအသက်တမချစ်ခဲ့ရတဲ့ချစ်သူခုကျမကိုထားပြီးတော့အိမ်အောင်ကျသွားပြီကျမရင်နေကွယ်ပြီးတေပွဲဝင်ခဲ့ရတာဟဲ့လူအဲ့ကောင်ကမထိုင်နဲ့ ဘာဖြစ်လဲကွာ အကောင်းပြောတာဗျအဲ့ဒီကောင်ကထိုင်ရသူမှန်တယ်ဗျတဲ6ခံရတယ်တဲရဲတော့ရိုးတဲရဲမဟုတ်ဘူး6တဲရဲဗျ ဟုတ်လားအေးကွာကိုကတည်းမကြောက်တဲ့ ပြောမြရင်လေဗျဖြစ်ရင်ခမားခံတော့သွားပြီ ကဲမင်းကငါမြင်နေရတယ်ငါ့ကိုရုပ်လုံးပြတာကဲငိုမနေနဲ့တော့ပြောပါအောင်မင်းရဲ့ဇာတ်ကြောင်းဖြစ်ပုံကဒီလိုပါရှင် ပြောင်းမနိုင် ဟေးတာကြီးဗာလဲကွာအမလေးတော့ကွမ်းပါပြီဘယ်သူငါ့ကိုဂလုံးဆန်တာလဲမိနိုင်နဲ့တနိုင်နဲ့ရှိတယ်ပါကြွကြွသွားမယ်နော် ဟေ့အောင်ငါပါကွာမင်းပုံစံလည်းကြည့်ပါဦးအရှင်တိုင်းပဲဘာမှမပြောင်းလဲဘူး ဟဲဦးမျိုးခရဦးမျိုးမသိလို့ပါဟဲ့ကောင်မတွေဒါတော့လာတဲ့ငါဦးလေးနော်ကိုလိုကိုဆက်လို့ဒါပဲ ဒီမှာဒါငါမြည်ဖူးတဲ့ ဦးမျိုးအိမ်မှာတော့ကြမယ်လေတန်းမောင်းကြောင်လိုက်ခင်နော်ငါဦးမျိုးဝတ်ထားလေ တက်တက် ဒါနဲ့ဆက်မစင်ပုံမစင်ဦးမျိုးဘယ်တော့ရန်ကုန်ရောက်လာတာလဲဒီကလေးကဦးမျိုးနဲ့ရုပ်ရှင်တော်တူတယ်နော်ဦးမျိုးဘယ်တော့နောင်မင်းမယူလိုက်ကြလဲဒီကလေးတော့တော်တော်ကြည့်လာပြီနော် အာဘယ်နဲ့ငါနောင်မိမယူရမှာလဲကွာမင်းကလေငငယ်ကအချစ်အောင်မပြောင်းဘူးဗဆက်စစ်ကဝုန်းမရှိဘူးဟဲ့အောင်မင်းတို့တေချာကြည့်စမ်းဘယ်သူနဲ့တူလဲလို့ ဟင်ဖိုးစီကိုမေ့နေတာကြည်စမ်းဖိုးစီနဲ့တယောက်တည်းပါလားဦးမျိုးရဲ့ဖိုးစီရဲ့သားဆိုတော့မမီရဲ့သားပဲပေါ့ဒါနဲ့ဖိုးစီရောမပါဘူးလားဟင် အဖေဆုံးပြီဗျ ဖြစ်မဖြစ်ရလေဖိုးစီရဲ့ ဟုတ်တယ်လေမင်းတို့ငယ်ချင်းတွေများဆုံးပြီပေါ့ပြီးခဲ့တဲ့လားပဲသူတို့လင်မယားရဲ့နေဆက်ကိုအယောင်းဝယ်ကိစ္စခုနဲ့သွားတယ်ကားမောက်ပြီးဆုံးတာလူလောကမှာဘာမှနားမလည်မသိတတ်တယ်ပဲကြံခဲ့တယ်ငါမြည်လေးကိုငါစိတ်မချဘူးတို့မှရှိတဲ့မစ္စည်းကိုငါလာအပ်တယ် ဖြစ်မဖြစ်ရလေဖိုးစီရဲ့ ဖေရမိုးမနေနဲ့တော့မင်းငုံနေလဲမင်းတငယ်ချင်းလင်မယားပြန်ပြီးအသက်ရှင်လာမှာမဟုတ်အရေးကြီးတာပြောငါပြောတာတိချာနားထောင်ငါလေလူလောကကြီးမှာမတကာနေရနောက်ထပ်3လလောက်ပဲနေရတော့ ရှင် ဟုတ်တယ်ကွာငါရဲ့ယောဂလည်းဥမာကြီးပြင်ဆင်နောက်ဆုံးအဆင့် ဟိုဖြစ်မဖြစ်ရလေဦးမျိုးရဲ့ ဒါကြောင့်မလို့လောကကြီးမှာတယောက်တည်းကြံနေမယ်ဒီစီအားကိုးကြီးနဲ့လာအပ်တာပုံမနိုင်ဘူး
လက်ခံပြီပါ တော်တော့ရှင်တော်တော့ကျမမခံစားနိုင်လို့ပါဦးမျိုးရဲ့ မင်းတငယ်ချင်းရဲ့သားငါမီးလေးကိုရှောက်ချားပြီးတော့လူတစ်လုံးသူတစ်လုံးဖြစ်အောင်စူးစမ်းပြီးတော့ဝေးပြီးတော့နိုင်ငါစစ်ချပြရစီပါအေးငါတို့ပြင်ဆင်ရမယ့်အခြေလေးရှိသေးတယ်တင်မောင်းနေငါပြန်တော့မကြွအောင်ပြန်လာတော့နေလိုက်အေးအေးမကနေ နင်းပွင့်ရဲ့နင်းပွင့်နင်းပွင့်ရဲ့နင်းပွင့် ရှင်ဦးနိုင် အော်အဲ့ဦးနိုင်လို့မခေါ်နဲ့လို့ဘယ်နှခါပြောမလဲနင်း အော်ဟိုမေ့သွားလို့မမီနိုင် အဲ့လိုပြောစမ်းမှာညီတို့လာတာပေးပြီးခန့်ထားတာငါ့ကိုဂလုံးဆမ်းဖို့စူးစမ်းနေ ဟိုမေ့သွားလို့ပါမမီနိုင်ရဲ့နောက်မဖြစ်စေရပါဘူးနော် ဒီနေ့ကစပြီး तू ကငါသားဖြစ်သွားပြီ तू ကိုနေရပုံစံမမြင်ချင်ဘူးမျိုးကတထေးသားပုံစံမမြင်ချင်တယ်အဲ့ဒါညစ်တောင်ဝင်ယူလိုက် စိတ်ချခေါင်းစားရှည်စုံပြပြပြောင်းလဲဖို့နှင်းမွင့်တာဝန်ထားလိုက်ဒါမလေးတော့မလား